သူကတော့နော်ဒါ Mr. Jerry Shu လို့ခေါ်ပါတယ်နော်သူ့အကြောင်းကိုကျွန်တော်တို့ဆက်လက်သေးစိတ်ပြောပြမှာဖြစ်ပါတယ်ဂျယ်ရီကသူ့ကိုယ်သူအများကြီးတီးကြုံနဲ့ပတ်သက်ပြီးသူ့ကိုယ်သူလက်ထိပ်ကိုနေ့စဉ်အကြိမ်ပေါင်းများစွာဖောက်ပြီးတော့လေ့လာခဲ့ပါတယ်ချမ်းသာခြင်းကလည်းနော်ကျမ်းမာခြင်းကိုအပြည့်အဝအကုန်လုံးမပေးနိုင်ပါဘူးကျမ်းမာခြင်းကိုနော်ပတ်စံမလောက်ရှိကျမတို့ဝယ်ယူလို့မရဘူးခုဆက်လက်ပြီးတော့ပြောကြားလိုတာကတော့ဂျယ်ရီရဲ့အောင်မြင်ခြင်းအကြောင်းလေးပေါ့ဂျယ်ရီရဲ့စူးစမ်းအားထုတ်မှုဟာဒီ9နှစ်ကြာတဲ့ခါကျတော့သူဟာဒီကျမတို့ရဲ့စီချိုဆေးတွေသွေးကြဆေးတွေစီကြဆေးတွေတခုမှမသုံးဆောင်တော့ဘဲနဲ့အကုန်လုံးကိုဖျက်လို့ရသွားပါတယ်သူရဲ့ခန္ဓာကိုယ်ကလည်းဆေးလုံးဝမလိုအပ်တော့တဲ့အခြေအနေကိုရရှိလာပါတယ်ဆိုတော့သူက2016ခုနှစ်မှာဒီသူရဲ့ရခင်ကုသနေကြဆရာဝန်တွေကိုပြန်ပြီးတော့သူ့ရဲ့ data တွေပေါ့သူကျန်းမာရေးအချက်လက်တွေကိုသွားပြလိုက်တဲ့အခါကျတော့ဆရာဝန်တွေကတော်တော်လေးအံ့ဩပြီးတော့ချီးကျူးခဲ့ကြပါတယ်တဲ့နော်ဆိုတော့သူက2010ကနေစကြိုးစားတာ2019ရောက်တဲ့အခါကျစစ်ဆေးချက်တွေကိုသူရဲ့နှိုင်းရှင်ချက်လေးတွေကိုကျမတို့နော်တရားလေးလာကြည့်ရတဲ့အခါကျတော့သူဟာစစချင်းကကိုလေးချိန်ပေါင်210နော် BMI 32ပေါ့နော်အဲ့ဒီရှိတဲ့အခြေအနေကနေပြီးတော့ဒီ2019နော်ငါနှစ်6နှစ်ကြာတဲ့အခါမှာ180ပေါင်ကိုကျသွားပါတယ် BMI ဟာဆိုလို့ရှိရင်26နော်တော်တော်လေးကျသွားပါတယ်သူရဲ့ခါလုံးဘက်ဟာဆိုလို့ရှိရင်44လက်မနော် normal ဆိုရင်39လက်မရှိရမှာပေါ့နော်44လက်မကနေသူက34လက်မရရှိသွားတယ်ဆိုတော့ဒီ normal ရောက်သွားပါတယ်သူရဲ့ postprandial blood sugar ပေါ့စားပြီးတောက်ပြီးသွေးကြိုဟာရခင်တော့350အမြဲတမ်းရှိရကနေပြီးတော့ယခု life size တစ်ခုတည်းနဲ့114 119အဲ့ဒီအထိကိုကျသွားခဲ့ပါတယ်သူရဲ့ hemoglobin A1C ပေါ့နော်3လဖြန်းမြသွေးကြိုဟာဆိုလို့ရှိရင်ဒီစတင်ပြီးတော့2010မှာ10ရာခိုင်နှုန်းအမြဲတမ်းရှိနေကြော်နေတဲ့အခြေအနေကနေပြီးတော့ယခု2019မှာဆိုလို့ရှိရင်6.84ရာခိုင်နှုန်းကိုကျဆင်းသွားပါတယ်เนาะသူရဲ့စီးမှာဆိုရင်အသားဓာတ်တွေများနေတာဒါရခင်ကဆိုရင်1000เนาะ116မီလီဂရမ်မီလီဝိုရှိရကနေပြီးအခုဆို12ပဲရှိတော့ပါတယ်เนาะ triglycerides ဆိုတာသူရဲ့သွေးတွင်းအဆီတစ်မျိုးဟာဆိုရင်1161ရှိခဲ့ပါတယ်သူရဲ့ life size တစ်ခုတည်းနဲ့သူအခုဆိုလို့ရှိရင်173ကိုရောက်ရှိလာခဲ့ပါတယ်ဆိုတော့သူဟာ2000နော်10ကနေ2000နော်ဒီအခု2026အထိဒီသူ့ရဲ့ဒီရလတ်တွေကိုပေါ့နော်ကျမတို့ဆက်လက်ပြီးတော့သိရှိအောင်သူကကျမတို့ပို့လာပါတယ်နော်ဒီ2026ပေါ့နော်ဒီနှစ်မှာသူပို့လာတဲ့နော်သူ့ရဲ့ရလတ်လေးတွေကိုကျမတို့ဆက်လက်ပြီးတော့နော်နားဆင်ကြည့်ကြပါမယ်ဂျယ်ရီယာအခုချိန်ထိလဲ lifestyle ကိုဆွမြဲမြဲဆက်လက်လှုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်သူ့ရဲ့လမ်းလျှောက်နှုန်းဟာ2010မှာတစ်နေ့ကိုခြေလမ်း3000ရှိရာကနေအခု2026မှာတစ်နေ့ကိုပြန်မြခြေလမ်း9000ရှိနေတော့မှဖြစ်ပါတယ်အဲ့ချိန်ဟာတစ်နေ့ကို4.5 နာရီပဲရှိပါတယ်2010မှာခုချိန်မှာတော့9.5 နာရီအထိသူကောင်းမွန်စွာအိပ်စက်နိုင်ပါတယ်ကာဘိုဟိုက်ဒရိတ်နဲ့ရှူဂါဟို gram နဲ့ average တွက်ကြည့်တဲ့အခါမှာ2010တုန်းကသူစားတဲ့ပမာဏက104ရှိရာကနေအခုလက်ရှိချိန်မှာ12ပဲစားပါတော့တယ်ဖူပိုးရှင်းဝင်ကြည့်မယ်ဆိုရင်လည်း 1.4% ကနေ 0.4% ထိရှော့ချခဲ့တာကိုတွေ့ရှိရပါတယ်ဒီလိုပြုလုပ်မှုတွေအကြောင်းရရှိလာတဲ့အကျိုးဆက်အနေနဲ့တော့ HbA1c ဟာသူ2010တုန်းကပြန်မြ18ရှိရာကနေအခုချိန်မှာဘာဆေးမှမတောက်ဖ ೇನೆ 6.69 အထိထိမ့်သိမ်းထားနိုင်တာကိုတွေ့ရပါတယ်မနေ့အစောကြီးဘာမှမစားခင်ရတဲ့ fasting blood sugar ကိုကြည့်မယ်ဆိုရင်220 2010တုန်းက220ရှိရာကနေအခုလက်ရှိချိန်မှာ100အထိပဲရှိတာကိုတွေ့ရှိရပါတယ် average glucose ကိုကြည့်မယ်ဆိုရင်လည်း289.5ရှိရာကနေ113.6အထိပဲ
ရှိတာကိုတွေ့ရှိရပါတယ် BMI အနေနဲ့32 obesity ဖြစ်နေရကနေလက်ရှိချိန်မှာ24.11ဆိုတဲ့ normal အထိရောက်အောင်လျှော့ချနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်ဆိုတော့ဒါညီကုန်းဒီပိုင်းကိုညီကုန်းချုပ်ပြောမယ်ဆိုလို့ရှိရင် Jerry ဆရာကျမတို့ lesson ကပါ life style ကတကယ်လို့ရင်တကယ်ထိရောက်တယ်เนาะ Jerry ကတက်သေးပြလိုက်ပါတယ်เนาะဆိုတော့ကျမတို့ဒီပိုင်းကဆက်လက်ပြီးတော့ကျမတို့ Jerry စီကနေကျမတို့ဘာသင်ခန်းစာတွေရခဲ့တယ်လေပေါ့เนาะ Jerry ကကျမတို့ဘာသင်ခန်းစာတွေပေးခဲ့တယ်လဲဆိုတာကိုเนาะလေ့လာကြည့်မယ်ဆိုလို့ရှိရင်เนาะဒီတစ်ချက်ကတော့ Jerry ကเนาะတကယ်တော့အလွန်တရာချမ်းသာတယ်ဒါကြောင့်ချမ်းသာခြင်းကလည်းเนาะကျမ်းမာခြင်းကိုအပြည့်အဝအကုန်လုံးမပေးနိုင်ပါဘူးဒါကြောင့်ကျမ်းမာခြင်းဟာเนาะအရန်အရေးကြီးပါတယ်ကျမ်းမာခြင်းကိုလည်း तू ကပြောပါတယ်အမြဲတမ်းဒါငါတို့ကျမ်းမာခြင်းကိုเนาะပတ်စံမလောက်ရှိကျမတို့ဝယ်ယူလို့မရဘူးเนาะဒီ life style ကိုတကယ်ပြောင်းမှကိုယ်တိုင်ပြောင်းမှကျမတို့ရဲ့ကျမ်းမာရေးကိုသူ့ရဲ့ကျမ်းမာရေးကို तूနော်စောက်ရှောက်နိုင်တာဖြစ်ပါတယ်ကောင်းအောင်ပြန်လုပ်နိုင်တာဖြစ်ပါတယ်နော်ဒါကြောင့်ဒီစီးချိုနဲ့အဝါလိုယောဂါတွေကိုနော်ဒီစီးချိုနဲ့ဆိုင်တဲ့နော်သူ့လို Jerry လိုမျိုးယောဂါသူ့လိုပဲအတွင်းကြကြသိရှိအောင်လုပ်ဖို့လိုတယ်ကျမတို့လူနာတွေအားလုံးဟာနော်အပေါ်ယံလေးသိတဲ့အတွက်ကြောင့်ဒါမှအောင်မြင်တာဖြစ်ပါတယ်အတွင်းကြကြလေ့လာမယ်နော်ဒီအကုန်လုံးကိုယ့်အကူလည်းစိတ်ဝင်စားပြီးလေ့လာနေမယ် knowledge တွေကိုလည်းအကုန်လုံးလေ့လာနော်ယူနေမယ်ဆိုလို့ရှိရင်ဒါအကောင်းဆုံးဖြစ်တယ်ဆိုတာဒါလေ့လာသူ့ Jerry ကိုနော်စံထားပြီးတော့ကျမတို့လေ့လာလို့ရတယ်တို့ပြင်ကျမတို့ကဒါနော်ဒီ healthcare person ပေါ့ကျမရဲ့စောင့်ရှောက်သူအနေနဲ့ဘာလုပ်ရမလဲဆိုတာသိလာပါတယ်ကျမတို့တွေဟာလူနာတွေကို knowledge ကိုအတိအကျနော်တေချာလေးအချိန်ပေးပြီးတော့ကျမတို့ပေးမယ်ဆိုလို့ရှိရင်နော်ဒီလို Jerry လိုမျိုးလူနာတွေလည်းနော်သူတို့ကိုသူတို့စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီစီးချိုနဲ့ပတ်သက်ပြီး lifestyle ပြုလုပ်မယ်ဆိုလို့ရှိရင်ဒီအောင်မြင်ဖို့ရာကပြောင်းလဲခြင်းနဲ့စိတ်ရှိဖို့လိုပါတယ် knowledge ရှိပြီးသွားလို့ရှိရင် concern ပေါ့နော်စိုးရိမ်ပူပန်မှုကလည်းနည်းနည်းလေးတော့ရှိတင်ပါတယ်ဒါမှနောက်ဘာဖြစ်လာမလဲဆိုတာကိုစိုးရိမ်စိတ်ကလေးနဲ့ပြုပြင်ပြောင်းလဲခြင်းတာဖြစ်ပါတယ်နောက်တစ်ခုက strong will power ပေါ့နော်ဒီဟာကိုဆွဲမြဲမြဲလုပ်ခြင်းနဲ့စိတ်ခွန်အားလည်းရှိဖို့လိုပါတယ်ကိုလုပ်နေကြကိုစားနေကြအစားအစာတွေကိုပြုပြင်ပြောင်းလဲရမယ်လုပ်နေကြအကျင့်တွေကိုပြုပြင်ပြောင်းလဲဖို့ဆိုတာမလွယ်ကူပါဘူးအမြဲတမ်းစိန်ခံနေရကနေလေ့ကျင့်ခန်းလိုနေ့စဉ်တက်ကြွနဲ့ actively နေဖို့ဆိုတာ strong will power လိုပါတယ်ဒါအပြင်ပို့ပြီးအရေးကြီးတာကဒီဟာကို habit အနေနဲ့အလေးအကျင့်ပေါ့နော်အလေးအကျင့်လေးဖြစ်သွားဖို့လိုပါတယ်ဆွဲမြဲမြဲ adherence ရှိဖို့လိုပါတယ်ဒီဟာကိုတစ်သက်လုံးစဉ်ဆက်မပြတ်ကျင့်သုံးနေမှာ lifestyle ကအမြဲတမ်းအောင်မြင်နေမှာဖြစ်ပါတယ်ပြောရရင်တော့အဓိကကြတာကလူနာကိုယ်တိုင်ပဲဖြစ်ကြောင်းပြောလိုပါတယ်ဆိုညီကုန်းချုပ်အနေနဲ့ကျမပြောကြားလိုတာကတော့เนาะကျမတို့စီးချိုလူနာတွေအားလုံးဒီเนาะဘယ်အဆင့်ပဲရောက်ပေါ့เนาะဒီစီးချိုစဖြစ်သည်ပဲဖြစ်ဖြစ်စီးချိုလေလတ်ပဲဖြစ်ဖြစ်စီးချိုကြောင့်နောက်ဆက်တွဲတွေယောဂါတွေရှိနေရင်တောင်မှဒီ Jerry လိုမျိုးเนาะဒီကြောက်ကဖြစ်ခါစားတို့เนาะဖြစ်ခါစားအချိန်မှာเนาะဒီနှလုံးတွေဖြစ်နေတာတောင်မှသူဟာပြုတ်ပြင်ပြောင်းလဲခြင်းကိုတစိုက်မမပြုတ်လုပ်လိုက်တဲ့အခါเนาะအောင်မြင်ခြင်းကိုရရှိတယ်ဒီစံနမူနာလေးတွေကိုရရှိเนาะသိရှိနားလည်မယ်လေ့လာပြီးတဲ့အခါကျမတို့ရဲ့စီးကျူလူနာတွေအားလုံးเนาะအားလုံးဟာစိတ်တက်ကြွပြီးတော့เนาะစိတ်ခွန်အားတက်ကြွပြီးငါတို့လည်းသူ့လိုပဲပြုတ်ပြင်ပြောင်းလဲနိုင်မယ်ဆိုတာကိုဒီယုံကြည်လာပြီးတော့ဒီလိုအလုံးဒီသင်ခန်းစာအတိုင်းပဲเนาะပြောင်းလဲနိုင်မယ်လို့ကျမစန္ဒပြုပါတယ်ထို့ပြင်လည်းကျမတို့တွေလိုเนาะဒီကျမရေးဆောက်ရှောက်သူတွေအားလုံးဟာလည်းเนาะကိုယ့်ရဲ့လူနာတွေကိုဒီ life style ကိုဦးစားပေးပြီးတော့ကျမတို့သင်ကြားပြသပေးဖို့တကယ်လိုအပ်ပါတယ်เนาะကျမဆူတောင်းပေးနေတာကတော့ကျမတို့ရဲ့စံပြပုဂ္ဂိုလ်ကြီးMr. Jerry Su ကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာဒီ lifestyle ကိုဆက်လက်ပြီးတော့ပြုနေပြီးတော့ပြုပြင်နေပြီးကျမ်းမာတဲ့เนาะဒီပျော်ရွှင်တဲ့ဘဝကိုဆက်လက်ရရှိပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျမတို့ဒီเนาะဒီအစီအစဉ်ကိုပေါ့เนาะဒါပံ့ပိုးပေးတဲ့ Z-Farm Company ကိုလည်းများစွာကျေးဇူးတင်ကြောင်းပြောကြားလို့ရင်းနဲ့ညီကုန်းချုပ်ပါတယ်ရှင်